ဒီအပိုင်းတိတော့မှခေစားနေလူအချင်းတက်ပြီးစားရဲဆိုရယ် LGBT ဇုံတွဲကြောင့်ကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်တချို့ကလည်းဒီဇုံတွဲကို BNN ဇုံတွဲလို့ပြောတယ်တချို့ကလည်းဒါတရုတ်ကလို့ပြောတယ်ဘယ်ရပဲဖြစ်သွားတာတော့အမှန်တကယ်ပဲအခုလေအရန်ကမှပိုင်မယ်ဖြစ်နေရကွာအဲ့ဗီဒီယိုကြီးကလေသူများတွေကမကြည့်ပါနဲ့ပြောတော့ကိုကအဆန်ရှိပြီးတွားကြည့်လိုက်တာအမလေးစားပြီးသားတွေအကုန်ပြန်ထွက်သွားနှလုံးတွေလေဂုတ်တီရားတယ်လို့ဟာတဲရတယ်စီလားနှလုံးယောဂခံရှိတဲ့သူသွေးတိုးတွေရှိတဲ့သူဆိုနှလုံးကမကြည့်တင်တကယ်ကမှဖြစ်သွားနိုင်တယ်ပေါ့နော်နှလုံးကုန်တွေမှာတန့်သွားနေတယ်ကိုရောမသိတော့သူရဲ့တန်ကြည့်နေတဲ့သူကမှဒီဟာကြီးကြည့်လိုက်ကမလေးဂုတ်တီကောင်ရားတယ်လို့ဘာလို့လဲတကယ်ကမှဘသူဖြတ်လိုက်လဲမသိဘူးအိုးခက်ကြီးကတကယ်ကိုကြောက်ဖို့ကောင်းနေတော့ဒီဟာကြီးကိုဘလို့တောင်စားလိုက်တာလဲစဉ်းစားလို့မရဘူးလို့ဟာကြီးကိုလေကြောက်ဖို့ကောင်းလိုက်တာမလေးတော့မကြည့်ကြနဲ့ကျမတော့သွားကြည့်လိုက်တာဒီတော့မှခေစားနေလူအချင်းတက်ပြီးစားရဲဆိုရယ် LGBT ဇုံတွဲကြောင့်ကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်တချို့ကလည်းဒီဇုံတွဲကို BNN ဇုံတွဲလို့ပြောတယ်တချို့ကလည်းဒါတရုတ်ကလို့ပြောတယ်ဘယ်ရပဲဖြစ်သွားတာတော့အမှန်တကယ်ပဲဘလို့ဖြစ်လဲဆိုတော့ဒီဇုံတွဲကအဓိကကတော့လိန်စိမ့်လွန်ခဲ့တဲ့ဟာအနေဖြစ်တာလိန်စိမ့်လွန်ခဲ့တဲ့ဆိုတာဘယ်လိုလဲဆိုတော့ကျွန်တော်တို့ပုံမှန်လူတွေဆိုရင်ခင်ဗျားတို့ကျွန်တော်တို့ကိုယ့်ရဲ့စိတ်ဆန္ဒအထွတ်ထိပ်ရောက်ပြီးသွားရင်ဆန္ဒပြေဝသွားတယ်တချို့လူတွေကအဲ့လောက်နဲ့မပြေဝဘူးသူတို့လိန်စိမ့်ရှိနေတဲ့အချိန်မှာသူတို့ရဲ့ခန္ဓာကိုယ်တစ်ခုခုနာကျင်စေချင်တာဗျအဲ့လိုမျိုးအနှိမ့်ဆက်ခံနေတာလိုလားနဲ့ကိုအနှိမ့်ဆက်ခံနေတာအဲ့ဒါကိုကျွန်တော်တို့ BDSM လို့ခေါ်တယ်သိကျင်နေဆိုရင်တော့ကိုယ့်ဘာသာကိုယ်မှာရိုက်ရှာကြည့်ဗျ BDSM ဆိုတာဘာလဲဆိုတော့ပါဇက်သေးကိုဗျာခင်ဗျားတို့မြင်မှုမှာပါတချို့တို့အလုံးကြီးတွေထည့်ပြီးလို့စီးထားတာတို့ပြီးရင်လက်ထိတ်ခတ်ပြီးတော့အဲ့လိုမျိုးနှိမ့်ဆက်တာခံနေတာတို့မျက်လုံးအဝတ်တွေနဲ့စီးပြီးရင်ကိုယ့်ရဲ့ခန္ဓာကိုယ်တစ်ခုခုဗျာကြောက်ဖို့တင်နဲ့ရိုက်ခံနေတာတို့ခွေးလိုလေးဘက်တွေထောက်ပြီးတော့အဲ့လို level ကြီးနဲ့ဆွဲခေါ်သွားတာကိုနှစ်သက်တာတို့သူတို့ရဲ့လိန်စိတ်ကအဲ့လိုမျိုးရှိရဗျာလိန်စိတ်အရင်ပြင်းထန်နေသူတွေပေါ့ဗျာအဲ့လိုမျိုးကိုယ်တိုင်နှိမ့်ဆက်ခံနေတာဒီကိစ္စလည်းအဲ့ဒါပဲဒီအသက်ခံတဲ့ကောင်လေးကသူ့ရဲ့စိတ်ဆန္ဒကဘာလဲဆိုတော့သူဟိုမလုပ်ခင်မှာဒီမှာမှားနေတာသူကတော်ဆူဆူပဲဗျာကိုတုံလုံးကြီးနဲ့ဟိုဂွေလိမ့်နေရဗျာဂွေလိမ့်နေတာအဲဂွေလိမ့်နေပြီးတော့သူ့ရဲ့စိတ်ဆန္ဒအထိုးထိတ်တုတ်လို့ခံနေတဲ့အချိန်မှာသူကတည်ခြင်းတရားကိုလိုချင်တာသူတငယ်ချင်းကအဲ့ချိန်ဆိုရင်သူပြောမယ်မင်းအဲ့ချိန်မှာငါ့ကိုအဲ့လိုတည်ခြင်းတရားရအောင်လုပ်ပြီးဆိုတဲ့ပုံစံနဲ့အဲ့ချိန်မှာဒီကောင်အဲ့လိုမျိုးဂွေလိမ့်နေဂွေလိမ့်ပြီးတော့အဲ့လိုထိုးထိတ်ရောက်ခံနေကြသူ့ဘက်ကနေပြောလိုက်တယ်မင်းလုံးလိုက်တော့ဆိုပြီးတော့ပြောလိုက်တဲ့ပုံစံအဲ့ချိန်မှာဟိုကောင်ကနေပြီးတော့ဒီလိုခုတ်ထည့်လိုက်တယ်ပြီးတော့မပြီးတာဗာလဲဆိုတော့အဲ့လိုခုတ်ထည့်လိုက်တာတစ်ချက်တည်းနဲ့ပြီးပြီမယ်အဲ့ဗီဒီယိုဖိုင်ရှိရနော်လုံးဝအရှင်းရိုက်ထားတာရှူတောင်း3နေရာလောက်ကရိုက်ထားတာရှိရကျွန်တော်3နေရာလုံးကြည့်ပြီးအပေါ်တက်ကနေပြီးတော့ရိုက်ထားတာရှိရ CCTV view လိုမျိုးရိုက်ထားတာရှိရသူ့ရဲ့အခုဒီခေါင်းသားလေးကရိုက်ထားတဲ့ file လောက်ကတော့နည်းနည်းပြလို့ရမှထင်တယ်အဲ့ဒါလေးရှိမယ်ပြီးရင်ဒီလိုအနောက်ကနေရိုက်ထားတာရှိသေးတယ်ဆိုတော့မပြီးတာဗာလဲဆိုတော့အဲ့လိုလုပ်ပြီးရဲ့အချိန်မှာပဲဒီကောင်ကလုံးဝပြတ်သွားအောင်လို့နောက်ထပ်3ချက်လောက်ခုတ်ရသေးတယ်အဲ့ဒီခေါင်းကြီးကိုယူပြီးတော့သူ့ရဲ့အင်္ဂါသူ့ရဲ့အမျိုးသားအင်္ဂါကိုသွားပြီးတော့ပါဇက်နဲ့တောင်းတိတ်လိုက်တယ်အဲ့ဒီဟာတွေလည်းကြည့်ရတယ်ဗျာပြီးတော့ဘာဖြစ်လဲဆိုတော့အဲ့ဒီခေါင်းမရှိတော့တဲ့ခန္ဓာကိုယ်ကြီးကိုခွဲပြီးတော့အထက်ထဲကဦးတွေဝါတွေဆွဲနှုတ်ပြီးတော့ဇလုံးကြီးရဲ့ကိုထည့်ပြီးတော့ရင်ဇပွဲပေါ်မှာခေါင်းကတက်လက်တွေ6တွေတက်တွေတင်ထားတယ်ပြီးရင်ဒီကောင်ကအဲ့ဒါတွေကိုအထက်ထဲကကလိစာရဲ့တဲရေစုပ်တွေကိုစီပြန်ရင်းလေးတောင်ချက်လိုက်တယ်ဒီလိုမျိုးလေးနော်ကိစ္စကတော့အဲ့ဒါပဲဒီလိုမျိုးဗီဒီယိုဖိုင်တွေကကျွန်တော်တို့မသိလို့တာဗျာဒါကွာလို့ခေါ်တဲ့အင်တာနက်ရဲ့မကောင်းတဲ့အစိပ်ပိုင်းတွေမှာဒီလိုဗီဒီယိုဖိုင်တွေကိုကြည့်ကျင်လို့ပတ်စံပေးနေတဲ့တထေးတွေအများကြီးရှိတယ်ဒီလိုမျိုးအဖြစ်ပြက်တွေကနေတိုင်းဖြစ်ပြက်နေတာကျွန်တော်တို့ကဒါအခုမှဒီလိုဗီဒီယိုဖိုင်ကြီးထွက်လာမှဒါကျွန်တော်တို့ကတန်တော်နဲ့သိရတာဆိုတော့ဒီကိစ္စကတော့အဲ့ဒီလိန်စိမ့်လွန်ခဲ့တာအနေဖြစ်သွားတာဖြစ်ပါတယ်ချက်စားတဲ့ကောင်တော့ဘလို့စိမ့်နဲ့ချက်စားလဲတော့မသိဘူးကျွန်တော်တို့ကြည့်ရတဲ့သူတွေကတော့အဆင်မပြေပါဘူးဒါပါပဲအားလုံးပဲဒါဆိုရင်တော့ဒီ LGBT ကိစ္စကိုတော့သိတော့ပြီထင်ပါတယ်အားလုံးပဲနောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ဘိုင်ဘိုင်လိုင်းပေါ်မှာတော်တော်လေးနဲ့မဲကြီးနေတယ်ကြားရတော့အသေးရစရာကြီးဗျာမမအောင်နဲ့တော့ပို့စိုးနေဟမ်BNN ကလူချင်းချင်းပြန်သက်စားတဲ့ LGBT case အကြောင်းပြောပြမယ်ဒီလောက်ဒီ crime case တွေ horror ကားတွေကြည့်နေတဲ့မက်ကီတောင်မှဒါကြီးကိုသွားကြည့်လိုက်တာတနေ့ကုန်ဆင်မပြေတော့ဘူးဒီဗီဒီယိုကိုကြည့်ပြီးတော့လူတွေကတနေ့တခြားပို့ပြီးတော့ဆိုလာတယ်လူချင်းချင်းတောင်မှပြန်သက်ပြီးတော့ဇက်တူတာစားတယ်အရင်ကမကြဘူးမမြင်ဘူးတဲ့ကိစ္စတွေကအခုတော့အမမဟုတ်တယ်လို့ပဲဒီလိုနှစ်ယောက်က BNN ကတချို့ကတော့တရုတ်ကလို့လည်းပြောကြတယ်သူတို့နှစ်ယောက်က LGBT လိန်တူချစ်သူတွေတယောက်နဲ့တယောက်ချစ်ပါတယ်ကြိုက်ပါတယ်ဆိုပြီးတော့နောက်ဆုံးမှတတ်လိုက်ပြီးတော့ဟင်းတစ်ခွက်အဖြစ်ပြောင်းလဲစားတော့ပလိုက်တယ်။ဒီစဉ်ထဲကအသက်ခံရတဲ့လူရဲ့ကိုယ်တွေကအစီတွေဥတွေအသေးတွေကိုကြည့်ရတာအခုဒီမျက်လုံးတွေကတော့မထွက်သေးဘူး။တချို့တွေကတော့အသက်ခံရတဲ့ကောင်လေးကသူ့ကိုယ်တိုင်လိုလလအသက်ခံလိုက်တာလို့လည်းပြောကြတယ်။ဗီဒီယိုထဲမှာဒီအတွဲတွေကတယောက်ကမာစတာဘေးလုပ်နေရင်လည်းအထို့အထက်ရောက်နေတဲ့အချိန်မှာမှအသက်ခံနေတာတဲ့သူ့ရဲ့ဆန္ဒကတော်တော်လေးထူးဆန်းတယ်တချို့တွေကလည်းလိန်ညာယုံသွင်းပြီးတော့မှတက်ဖြတ်တယ်လို့လည်းပြောကြတယ်ဘယ်လိုပဲပြော footage ထဲမှာကြည့်ရတာကတော့တက်ခံရတဲ့တယောက်ကသူ့ကိုယ်တိုင်စင်းနေလုံးပေါ်မှာအိပ်ပြီးတော့လဲဆင်းပေးပြီးတော့အသက်ခံခဲ့တာရေးစားကိုတက်စားရဲဆိုတာကဇကားတွေထဲမှာပဲကြည့်ဘူးလားဒီလိုမျိုးအပြည့်မှာတကယ်ဖြစ်နေတာကြီးကိုရိုက်ထားတဲ့ဗီဒီယိုကိုကြည့်လိုက်ရတော့တကယ်စိတ်ထဲမှာတမျိုးကြီးပဲအဲ့ဒီတော့မကြည့်ရသေးတဲ့လူတွေရှိလို့ရှိရင်လုံးဝတော့မကြည့်ကြပါနဲ့ပြီးတော့ဒီ case အကြောင်းသတင်းတစ်ပုဒ်လိုပြမလို့လုပ်ထားတာဖြစ်ချင်တော့ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ဘာတစ်ခုမှရှာလို့မတွေ့ဘူးဒီလောက်ထိသူများကိုရဲဆက်တက်ထားတာထောင်မကြောက်လားရဲတွေရောဖမ်းမမိဘူးလားဆိုတာနဲ့ပတ်သက်ပြီးတော့တော်တော်လေးသိချင်နေပြီမက်ကီထင်တာကတော့ဒီကဓာတ်ကွက်ကနေ leak လာတဲ့ဗီဒီယိုလိုပဲထင်တယ်သိကြတာတစ်ခုကတော့ဒါကြီးကိုကြည့်ပြီးတော့ထမင်းစားမဝင်တော့ထမင်းစားမယ်ကြက်လိုက်တာသူ့ချက်ထားတဲ့ဟင်းခွက်ကြီးရဲ့အရှင်းလက်ခေါင်းခုတ်ပလိုက်တာရဲ့ကြီးကိုပဲမျိုးလုံးနဲ့ပြန်မြင်နေတာထပ်ပြောပါမယ်ကိုဒါမျိုးတွေကြည့်ရတာအဆင်မပြေဘူးမတည်ဘူးဆိုတဲ့သူတွေဆက်စုပြီးတော့လုံးဝတော့မကြည့်ကြပါနဲ့တကယ်လို့သတင်းပြည့်စုံကိုသိခဲ့ရလို့ရှိရင်လည်းဗီဒီယိုတစ်ပုဒ်တက်ထပ်တင်ပြီးပါပါမယ် VNN လူတက်မှုဆိုပြီးအေးဗျာလူချင်းချင်းကိုဝတ်သားခုတ်တယ်လို့ခုတ်နေကြတာဗျာပဲနေကိုလုံးဝလန့်စရာကြီးရန်နာမဲချင်းနေလို့လိုက်ပြီးတော့ရှာလိုက်မိတာလေ
လေဘင်းကိုဒါနဲ့ထက်ခုတ်တာတိတာ6ချက်9ချက်လောက်ရှိလိမ့်မယ်သွေးတွေပါပုတ်ကိုထွက်ကြကုန်တာဒီနေ့လေချန်အရန်ရှာရှိပြီးတော့အခုတော့ Trump ဖြစ်နေတဲ့အဲ့ VNN LGBT စုံတွဲဆိုတဲ့လူတက်မှုဆိုတဲ့ဟာကိုချန်တော့ပြရှာကြည့်ခဲ့တယ်တကယ်တော့မရှာကြည့်တဲ့အကြောင်းအရာပေါ့နော်ကျွန်မအရန်ဆက်စုကျင်တဲ့စိတ်နဲ့ရှာကြည့်ခဲ့တာအဲ့ဟာကိုလေဒီလားချန်ကိုယ်တိုင်လည်းကြည့်ခဲ့တယ်ကြည့်ပြီးတော့တခြားဟို TikToker တွေပြောတဲ့ဟို information တွေအရာပေါ့နော်ချန် sharing လုပ်ပေးချင်တာလေးရှိလို့ပြောပြချင်တာ sharing လုပ်ပေးချင်တာဆိုတာဒါဘ ഹു တူတိုက်ရစရာဘာမှမရှိဘူးကွအဲ့လိုမျိုးပေါ့နော်ဟို6ချားစရာနဲ့ကြုံတွေ့ခဲ့တော့အဲ့ဟာကိုပြောပြချင်တာလေးရှိလို့တကယ်တော့လေဒီလားအဲ့ဒီလူတက်မှုကဟိုဗီယက်နမ်လားတရုတ်လားတော့တေချာတော့မသိဘူးဒါပေမဲ့သူတို့မျက်နှာတွေကိုကြည့်ရတာဟိုရုပ်တွေကလည်းဟိုသူတို့နိုင်ငံသားတွေကခက်ဆင်ဆင်နေနော်အဲ့လိုဆိုတော့ဗီယက်နမ်လားတရုတ်လားတော့ချမ်းတေချာမသိဘူးကွာစကားတန်လည်းမကြောက်ဘူးဆိုတော့ပြီးတော့ဒီအသက်ခံရတဲ့လူကပေါ့နော်အသက်ခံရတဲ့လူကသူကိုယ်တိုင်းသူ့ကိုတတ်ပေးပါဆိုပြီးတော့တောင်းဆိုတာဖြစ်နိုင်တယ်ဘာလို့လဲဆိုတော့အဲ့လိုတခြင်းတွေအရာပေါ့နော်အရင်နဲ့အတွက်ဟို social platform ဒီ account တွေမှာလိုက်ပြီးတော့ရှာကြည့်တော့လေသူတင်ထားတဲ့ post တွေရတယ်သူ့ကိုတဲ့အဲ့လိုမျိုးတတ်ပေးဖို့တဲ့တက်ပေးဖို့ဆိုတဲ့ဟာရိုးတန်းတက်ပေးဖို့မဟုတ်ဘဲနဲ့ဒီဟိုပါပေါ့နော်ဟိုဘယ်လိုပြောမလဲလူပြိုတဘာဝယောက်ျားတဘာဝပေါ့နော် masturbation လုပ်နေတဲ့အချိန်မှာနော်အဲ့လိုမျိုးတကူရေးအာတာဖြေတဲ့အချိန်မှာဟိုပေါ့သူဒါသူ့ဆန္ဒပြင်းမြောက်သွားတယ်ပေါ့နော်အဲ့လိုမျိုးအချိန်မှာလေဘင်းကိုခုတ်ဖြတ်ပေးဖို့သူကတောင်းဆိုထားတာအဲ့လိုပုံစံမျိုးဒီလားဘေးမှာလည်းပစိန်ချထားတယ်ပေါ့နော်ဒါပေမဲ့တကယ်ခုတ်ဖြတ်လိုက်တာကဓာတ်နဲ့ဖြစ်နိုင်တာ6ချက်လောက်9ချက်လောက်မသိဘူး9ချက်လောက်ဖြစ်လိမ့်မယ်စက်တိုက်ခုတ်တာဒါကလည်းတော်တော်ပြတ်တဲ့ပုံဒီလားပထမတစ်ချက်မှာနဲ့လုံးဝဒီဟာသူ့ရဲ့လေဘင်းကပြတ်သွားဒါပေမဲ့ဒီလားဒီလေဘင်းမှာကွယ်ဟိုအဲ့ဒါမှအယိုးတွေရှိတယ်နောက်ပြီးအာယုံကြောတွေနောက်ပြီးအကြောတွေအဲ့ဟာတွေရှိရလေအဲ့ဟာတွေကလေနောက်ဆုံးတစ်ချက်ခုတ်ဖြစ်မှာပြက်သွားသေးလားဘယ်လိုပြောမလဲစိတ်ထဲမှာကွယ်တော်တော်လေးဟိုပါလေအော်ဂလီဆန်စရာလည်းကောင်းနေသေးလားပြီးတော့အဲ့သွေးတွေကနေပုတ်ပြီးတော့လုံးဝချက်မြုံမှာအဲ့လိုမျိုးရွှဲသွားပြီးတော့ချမ်းနောက်ထပ်ဗီဒီယိုတစ်ပုတ်ပေါ့နော်နောက်ထပ်တစ်ပုတ်ကိုထပ်ရှာရင်းနဲ့ကြည့်လိုက်ကြတဲ့ဟာလေးသေးလားအဲ့ဟာတွေကိုအကုန်လုံးစေးကြောပြီးအပိုင်းခုတ်ထစ်ပြီးတော့ထည့်ထားတာခန္ဓာကိုယ်ဘလို့အပိုင်းအစဒီလက်တွေဆိုလို့ရှင်ဒီလိုမျိုးလက်တွေအကွေးလိုက်ကလေးတွေခြေထောက်တွေဆိုလို့ရှင်ဒီလိုဘူးပေါ့နော်အဲ့လိုမျိုးခြေတလုံးတွေပေါင်းအဲ့လိုအကွေးလိုက်ကြီးသေးလားဟဲကလေးစားတွေလည်းထုတ်ထားတာတမျိုးတော့ပြောရဲဒီလားလူကဘလို့မှလည်းမသိဘူးအော်အဲ့ဒီဗီဒီယိုတော့ကြည့်မယ်ဆိုလို့ရှင်လေအသက်ပြေးမှာတော့ကြည့်ရနော်အသက်ပြေးမှာ16နှစ်ပြေးမှာတော့ကြည့်နောက်ပြီးတော့ကိုမှနှလုံးရောဂါအခန်းရှိတယ်ကိုကတအားကိုဘာလေးပဲဖြစ်ဖြစ်အသေးလေးအဖွားလေးရမှာစားယွန်တတ်တယ်လောက်ကလေးမြင်ုံနဲ့ယွန်တတ်တယ်ဆိုလို့ရှင်တော့ထမင်းစားမှုအန်အက်တီဖြစ်တယ်ဆိုလို့ရှင်တော့အဲ့ဗီဒီယိုလုံးဝသွားပြီးတော့မရှာကြည့်ပါနဲ့ကြည့်ပြီးသွားလို့ရှင်နောက်သားရလိမ့်မယ်ဒါချက်လို့တော်ယုံမယွန်တတ်တဲ့လူကလုံးဝအဲ့လိုမျိုးဟိုထမင်းစားအနေနဲ့ဘေးမှာအဲ့လိုမျိုးလာထိုင်ပြောလို့ရှင်တော့မချက်မယွန်တတ်တဲ့လူကတော်ယုံအဲ့လိုလမ်းမေးမှာအီးပုံတွေးလို့ရှင်တော့မကြော်ခွာသွားတဲ့လူမယွန်တတ်တဲ့ထဲမှာပါတယ်ဆိုတော့လေအဲ့လိုဆိုတော့အဲ့လိုလူတော်မှကြည့်ပြီးတော့စိတ်ထဲမှာတအားအော်ဂလီဆန်စရာကြီးဖြစ်သွားတယ်တိလားပြီးတော့မလို့18 plus လို့ပြောလဲဆိုတော့စောစောကပြောခဲ့တဲ့အတိုင်း तू ကဟိုရိုးတန်းတန်းအချိန်မှာတက်လိုက်တာမဟုတ်ဘဲနဲ့ပေါ့နော်ခဏကမှဘာဝတ်ဆမ်းမမွေးထားဘဲနဲ့ကိုလုံးသူချိန်မှာဒီ masturbation လုပ်တယ်လုပ်ပြီးတော့ သူ့ဌာနပြင်းပြောက်သွားတဲ့အချိန်ပေါ့နော်ယောက်ျားလေးတစ်ပါးပေါ့အဲ့လိုမျိုးဟိုဖြစ်နေတဲ့အချိန်မှာရိုက်ထားတဲ့ဗီဒီယိုဆိုတော့ဟိုအသက်မပြည့်သေးတဲ့ကလေးတွေအဲ့လိုမျိုးပေါ့နော်ဟိုဟာဆိုလို့ရှိရင်တော့ဒီ18 plus ဆန်တဲ့အတွက်ကြောင့်မို့လို့အဲ့ဒါယူသွားပြီးတော့မကြည့်ပါနဲ့နော်နောက်ပြီးတော့ဒီခန္ဓာကိုယ်အစိတ်ပိုင်းတွေကိုပိုင်းဖြတ်တဲ့အခါမြင်တတ်တယ်ကျမမျက်လုံးကလေတိလားသူခန္ဓာကိုယ်အစိတ်ပိုင်းနေကြမှာအဲ့ဒီယောက်ျားအင်္ဂါပေါ့နော်ယောက်ျားလေးအင်္ဂါကိုသူအမှပကံနေလားစလုံးနေလားမသိဘူးကွအဲ့ထဲမှာလေစီပြီးတော့ထည့်ထားခေါင်းရောတေချာကြည့်လိုက်တာတော့လေ AI မဟုတ်ဘူးလို့တော့ထင်တာပဲသူလုံးဝတိတိကျကျကြီးတိလားဟိုခန္ဓာကိုယ်ကလေခန္ဓာကိုယ်အစိတ်ပိုင်းညာလေတိတိကျကျနောက်ပြီးတော့သူ့ကိုအဲ့လိုမျိုးခုတ်ထစ်လိုက်တဲ့ဟာလေတိတိကျကျနောက်ပြီးတော့ကင်မရာရှူတောင်းပါလေနှစ်ခုရိုက်ထားနော်ဒီပေါ့ချမ်းအခုစကားပြောနေတယ်လို့မျိုးချမ်းရဲ့ဒီဟိုပါပေါ့နာနာမဲကူတိုင်းပေါ့ဟိုပါပေါ့တဆောင်းလောက်မှာပေါ့နော်တဆောင်းလောက်မှာကင်မရာတစ်လုံးရှိမယ်အဲ့မှာရိုက်ထားတဲ့ရှူတောင်းကနေလည်းရှိတယ်နောက်ပြီးတော့ဒီခုတ်လိုက်တဲ့လူကိုယ်တိုင်းကနေပြီးတော့ဒီကင်မရာကိုတိုင်ပြီးတော့သူကခုတ်လိုက်လို့ခုတ်ချလိုက်တာပေါ့နော်အဲ့လိုဆိုဒီခုတ်လိုက်တဲ့လူရဲ့ရှူတောင်းကနေမြင်ရတဲ့မြင်ကွင်းလည်းရှိတယ်ချမ်းအဲ့ဒီနှစ်ပုတ်လုံးကိုကြည့်လိုက်ရတယ်ဒီလားစုစုပေါင်းချမ်းကြည့်လိုက်ရတာ3ပုတ်ပေါ့နော်ကျမလည်းတော်တော်ရှာရှည်လို့ဒီလားတော်တော်ဆက်ဆော့နိုင်တယ်ကျမမျက်လုံးကလည်းအဲ့နောက်ဆုံးတစ်ပုတ်ကကျဆော့ဆော့ပြောသလိုပဲသူတို့တေချာခုတ်ထစ်ပြီးတော့ပိုင်းထားတဲ့ဟာပေါ့နော်အဲ့လိုရေတန့်စင်ဆေးပြီးတော့ဒီခဏကိုဟိုဟာတွေကိုစီရီထည့်ထားတာပေါ့နောက်ဆုံးအဲ့သူများတွေပြောတယ်စွပ်ပြုတ်လောက်တောက်တယ်ဆိုရတော့ကျွန်မဓာတ်ပုံပဲကြည့်လိုက်ရတယ်ဗီဒီယိုကျွန်မရှာရှည်ပြီးတော့လိုက်ရှာလိုက်သေးတယ်ဒါပေမဲ့မတွေ့လိုက်ဘူးအဲ့ဒီအပိုင်းထစ်ခုတ်ထားတဲ့ဟာကိုပဲတွေ့လိုက်တယ်ပေါ့နော်ခဏကိုအစိတ်ပိုင်းကိုပဲတွေ့လိုက်တယ်အဲ့ဟာကိုသူတို့ကဒီဟိုစုအနေနဲ့ပေါ့နော်လုတ်ပြီးတော့ပကံထဲမှာလည်းထည့်တယ်စားတယ်တဲ့စားတဲ့ဗီဒီယိုတွေလည်းရှိတယ်တဲ့ဒါပေမဲ့အဲ့လိုမျိုးဟိုချက်ပြုတ်နေတဲ့ဟာရနောက်ပြီးဒီလိုဟိုပါစက်ထည့်ပြီးစားနေတဲ့ဟာတွေတော့ကျွန်မမကြည့်လိုက်ရဘူးဒီလိုဟိုစုအနေနဲ့ပေါ့နော်ဟင်းအနေနဲ့ဖြုတ်သွားတဲ့ဒီကလေးစားတွေကိုတော့ပုံထဲမှာတွေ့လိုက်ရတယ်ပေါ့နော်လုံးဝတွေးချင်းရက်ကွယ်လုံးဝအဲ့လိုတွေးအိုင်လို့မျိုးပွတ်ထားသေးတယ်အဲ့လိုမျိုးတကယ်ပြောနေတဲ့ ugly ဆန်နေသေးလားဖြစ်နိုင်တာလေသူတို့ဆေးကြောင်နေတာဖြစ်လိမ့်မယ်
LGBT ဆုံးလွဲဘာညာတကယ်လဲဒီLGBT ဖြစ်ချင်မှလည်းဖြစ်လိမ့်မယ်ကွယ်တကယ် gay နေရလဲဖြစ်ချင်မှဖြစ်လိမ့်မယ်ဒါပေမဲ့ဖြစ်နိုင်တာကြီးကစေးကြောင်နေတာခုတ်ခိုင်းတဲ့လူရောဒီအသက်ခံလိုက်တယ်လို့ချင်းနဲ့ကြီးကွယ်ဘသူကတာမန်တိစိတ်ရှိနေတဲ့အချိန်မှာဟဲ့ငါဒီဟာလုံနေတဲ့အချိန်မှာပေါ့နော်ငါတကိုကြီးအာသာဖြစ်နေတဲ့အချိန်မှာငါ့ကိုခုတ်ပါဆိုပြီးတော့ဘသူကတောင်းဆိုမှလဲလူကောင်းပေါ့နော်ပုံမှန်အတိစိတ်နဲ့လူဆိုလို့ရှိရင်ဖြစ်နိုင်တာဒီအမြဲတမ်းဘယ်လိုပြောမလဲ तू ကသူ့ social media မှာလည်းအဲ့လိုမျိုးတွေ तू ကတင်နေတဲ့ तू အဲ့လိုမျိုးပုံစံနဲ့တက်ပြီးလို့ရှိရင်ကောင်းမယ်ဆိုပြီးတော့အဲ့လိုမျိုးတွေ तू ကအဲ့လို post တွေလည်းတင်နေတဲ့ဆိုတော့စေးကြောင်နေတာ तू ကစိတ်ပိုင်းဆိုင်ရာတစ်ခုကိုချွေးမှုဖြစ်နေတာဖြစ်နိုင်တယ်ပေါ့နော်နောက်ပြီးတော့ခုတ်တဲ့ကောင်ကလည်းကွယ်စဉ်းစားကြည့်ခုတ်နိုင်လားပုံမှန်လူတယောက်ဆိုလို့ရှိရင်ဒါ तू လဲသူ့မှာလည်းဒီ site ကိုအဲ့လိုတစ်မျိုးမျိုးရှိတယ်မှာခုတ်တဲ့အကောင်ကိုခုတ်ခံတဲ့အကောင်ကိုခုတ်ခံတဲ့အကောင်ကတော့မျက်နှာကြီးလုံးဝပေါ်တယ်မြင်ရတယ်အမလေးငါအဲ့ဒီခုတ်ပြီးတဲ့ तू ခေါင်းယူလေအဲ့ပကံနဲ့စလုံးနဲ့ထည့်ထားပြီးဟာကြီးကိုလေမျက်လုံးရအဲ့လိုမျိုးပြူးနေတဲ့တရားရှာလဲထွက်ထွင်နေအော်ကလီဆန်နဲ့တကယ်အဲ့လိုတာကြည့်လိုက်လို့မသိဘူးတော့အဲ့လိုကြီးပြီးတော့ဒီခုတ်လိုက်တဲ့ကောင်ကကြတော့ Max Ameri ပေါ့နော်တတ်ထားတယ်သူမျက်နှာတော့မပေါ်ဘူးနောက်ပြီးတော့တခြားထက်ကြတဲ့ပေါ့နော်တခြား TikTok ကတယောက်ပြောထားတဲ့ဟာကကြတော့သူတို့တွေကတဲ့တေတန်အဲ့ပေါ့နော်ခုတ်တဲ့ကောင်ကတတ်တဲ့ကောင်ကတေတန်ကြပြီးပြီတဲ့ထောင်နေပါတယ်ကြလို့မဟုတ်အမှုစီရင်ပြီးပြီပေါ့နော်ဒီအမှုကပေါ့နော်တကယ်လို့အမှုစီရင်ပြီးပြီဆိုလို့ရှိရင်ဘာလို့ဒီဟာကြီးကအော်လာလဲပေါ့နော်စဉ်းစားလို့မရဘူးcomment တွေ channel လို့ပေါ့နော်ဆက်စုပြီးတော့ comment တွေလိုက်ပြီးတော့ဖတ်ကြည့်ရပါတော့ဒီနှစ်ပိုင်းနဲ့ဖြစ်သွားတာတဲ့အဲ့လိုလည်းပြောကြတယ်2025ဒီနှစ်ပိုင်းနဲ့မှဖြစ်ပြီးတော့အဲ့ဒီအမှုကစီရင်ပြီးသွားပြီတဲ့အဲ့လိုလည်းကြားတယ်တော့ဒါခုတ်လိုက်တဲ့ကောင်လည်းတေတံပေးပြီးသွားပြီတဲ့ဟုတ်သလားမဟုတ်သလားတော့မသိဘူးဒါပေမဲ့ပိုင်းလိုက်ခုတ်လိုက်တဲ့ဟာရင်နောက်ပြီးဒီသူ့ရဲ့ခန္ဓာကိုယ်ရင်းကလေးစားတယ်နောက်ပြီးသူပြောက်သွားတယ်သူ့ရဲ့ခေါင်းအဲ့ဒါကြီးကတော့ကျမတို့ဘယ်လိုပြောမလဲကွန်ပျူတာအထုပ်ပြုလုပ် channel ပြုလုပ်ထားတာမဟုတ်ဘူးလို့ထင်တယ်ကွယ် AI မဟုတ်ဘူးလို့ထင်တယ်တကယ်ကြောက်တယ်ပြောရင်းကြောက်တယ်ဆိုတော့ဘယ်လိုလဲကျန်အဲ့လိုမျိုးလူတွေပါလေတရေတွေပါလေတော့မကြောက်တော့ဘူးပေါ့နော်မကြောက်တယ်လို့ကျမနေနေတငိုင်းကုန်တော့မှအင်ရှိတဲ့ဆံမှာတငိုင်းကုန်အဲ့လိုမျိုးနေနေမကြောက်တော့ဘူးဒါပေမဲ့အဲ့လိုမျိုးကြောက်တယ်ဆိုတော့အော်ဂလီဆန္ဒကိုသိလားတကယ်လို့ပေါ့နော် channel မျိုးအဲ့လိုမျိုးဆက်စုရှင်လုံးလို့အရန်ကိုခါတယ်ကြည့်ချင်သူများပြောပါတယ်ကြာပြောကြည့်ချင်လုံးလို့တွားကြည့်မယ်ဆိုလို့ရှင်တော့ Telegram မှာပေါ့ကြည့်ဘာမှဘာလင်းမှရှာကြမလို့အမေကျမကခိုက်လုပ်ပေးနေ Telegram နဲ့ဝင်ပြီးလို့ရှင် VNN လူတက်မှုနောက်ပြီးတော့ဒီ VNN LGBT ဆုံးတွေပဲဘယ်လိုမျိုးပဲရိုက်ရှာထွက်လာတယ် channel တော့ဒီ VNN လို့ပဲရိုက်ကတည်တယ်သူကသူအတန်းစီထွက်လာ VNN လူတက်မှုဆိုပြီးအဲ့လိုမျိုးကြီးတော့ကဲဒီနေ့ကတော့ကျမရဲ့ဆက်စုရှင်ကိစ္စကိုလာပြီးတော့ပြပြပေးတာပါဒီလောက်ပါပဲအဲ့ဒီဗီဒီယိုဖိုင်တင်တဲ့သူတွေမကြည့်နဲ့တော့လုံးဝမကြည့်နဲ့တော့လုံးဝမကြည့်တဲ့အရာနော်ဘာဖြစ်နေရလဲပြောပြလိုက်ဘလို့လဲဘာဖြစ်လဲဒီဗီဒီယိုဖိုင်ကဆိုတာဒီအခုတော် trend ဖြစ်နေတဲ့ဒီ VNN ကလာဒီ link တူချစ်တူလာပါလဲမသိသူတို့လက်ဘင်းကနေစခုတ်ပြီးတော့အဲ့တကိုယ်လုံးခုတ်ဖြတ်ထစ်ပြီးတော့လက်ဆိုလက်ခြေထောက်ဦးဆိုဦးအသေးဆိုအသေးအဲ့လိုမျိုးတွေကွက်ကွင်းကိုမှခုတ်တဲ့ဟာတွေကအရှင်လက်ကနေခုတ်ပြီးတော့ပြလာတဲ့ဟာပေါ့နော်နှလုံးမကောင်းလို့ရှိရင်ရှက်ဖြစ်သွားနိုင်တယ်အမားတော်မလေးဒီလားမကြည့်နိုင်ဘူးနော်ဒီလိုခုတ်တဲ့ချိန်နာနဲ့တော့လေဝဲဆိုတော့လေလို့ရှေ့ပြီးတော့မကြည့်နဲ့ဆိုအရင်ကြည့်ကျင်တာလူရဲ့သဘာဝကကြည့်မကြည့်နဲ့ဆိုအရင်ကြည့်ကျင်တာအဲ့ Facebook တွေ TikTok မှာတွေလေမယူလာတဲ့အရာပေါ့နော်နှလုံးမကောင်းလို့ဆိုရင်ချက်ဒိုင်းကနေဆို shop ဖြစ်သွားနိုင်တယ်အောင်တော့သူတို့ပြတ်ပြီးတော့လေအဲ့ဒါရုပ်တွေ့ပြီးတော့တကယ်ဆိုမလုံသင့်ဘူးနော်သွားမကြည့်နဲ့အမကတော့စိတ်ရင်းအမှန်နဲ့ပြောတာသွားမကြည့်နဲ့ခန္ဓာကိုယ်အစိတ်ပိုင်းတစ်ခုချင်းစီခုတ်ဖြတ်ထစ်ထားတယ်အရှင်လက်ကနေလက်ဘင်းကနေစခုတ်တာဖြစ်တဲ့အတွက်ကြောင့်မလို့အကုန်လုံးတစ်စိတ်ပိုင်းကြီးကိုကနှလုံးမကောင်းတဲ့လူဆိုလုံးဝသွားမကြည့်နဲ့နော်သွားမကြည့်နဲ့လိန်တူချစ်သူပဲလိန်မတူချစ်သူပဲပြောမပြောရင်တော့မှခေါင်းတွေးတက်တယ်ဟုတ်ပဲတွေးတက်တယ်အဲ့ဒါကိုလင်းတော့အမမရှိတယ်အကဲကွာကြည့်ရဲတယ်ဆိုရင်တော့ comment မှာလာတောင်းအမချပေးမယ်သူက Telegram လင်းပေါ့နော်အစိတ်ပိုင်းတစ်ခုချင်းစီအစုံရှိရအမချပေးမယ်လင်းမကြည့်ရဲဘဲနဲ့တော့လုံးဝမကြည့်နဲ့အမတော့မကြည့်ရအမအငှားမျက်လုံးနဲ့ကြည့်တာပေါ့နော်အမတူကြည့်ခိုင်းမယ်ဟဲ့သူကချက်လိုက်တာလားပြုတ်လိုက်တာလားသူကဘာလုပ်တာဆိုင်ရောထိုင်စားနေရလားရေတက်တာထည့်ထားတာအဲ့ဒါပဲအစိတ်ပိုင်းသူများကိုပဲကြည့်ကွာမေးရမလွယ်ဗီဒီယိုထဲမှာသူတို့ပြောပုံရထိတ်တဲ့ထောက်ကြတရားတွေစက်ကိစ္စတွေပါအတွက်အသက်မပေးတဲ့ကလေးငယ်တွေနှလုံးရောဂါခံကြည့်တဲ့သူတွေအနေနဲ့တွားရပြီးတော့မကြည့်ကြဖို့မှာကျင်ပါတယ်ဟုတ်ကဲ့ပါသတင်းနဲ့လူဆက်မသားတဲ့အကြောင်းအရာတွေတွေကိုနေ့စဉ်ပေါ်မှာဆက်ပြီးမှဖြစ်လို့ကျွန်တော်ရဲ့ channel လေးကိုလည်း like ဆွဲနှိပ်ထားနိုင်ပါတယ်ဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့မိတ်ဆွေတွေရဲ့ထင်မြင်စကြက်လေးတွေကိုလည်းအောက် comment မှာရေးပေးတော့ခဲ့ပါဦးခင်ဗျာ